တည်ငြိမ်စွာထိုင်ပြီးစဉ်းစားဘူးလားတချို့လူတွေဘဝမှာငွေတွေသူ့ဘာသာသူဝင်လာတယ်တချို့လူကြတော့လေအမြဲစူးစမ်းပြီးမှအစင်မပြေကြဘူးဒါကံနဲ့ဆိုင်လားသို့မဟုတ်သူ့ကိုယ်ရမှာအကြောင်းရှိလို့လားကိုကမမြင်နိုင်ဘူးအမှန်ကတော့ကိုယ့်ရှိမှမြင်ရတဲ့မြင်ကွင်းကမပြည့်စုံပါဘူးဗျာကိုမမြင်နိုင်တဲ့ကိုယ်ရမှာစွမ်းအားတစ်ခုအလုံးလုံးနေတာပါအဲ့ဒီစွမ်းအားကတရားပါပဲအာယုံနဲ့စိတ်ပါပဲဗျာသင်တနေကုန်ဘယ်ဟာကိုတွေးနေလဲဘာကိုစဉ်းစားနေလဲသင်စိတ်ထဲမှာဘာတွေဆွဲလန်းနေလဲဒါတွေပဲသင်ဘဝကိုဖန်တီးပေးတာပါလူတွေကအထောက်ကိုဂရိမထားမိကြဘူးအပြင်လောကမှာပဲအလုရှုပ်နေကြတယ်သူတို့များများစူးစမ်းရင်များများရမယ်လို့ထင်ကြတယ်မြန်မြန်ပြေးရင်ခရီးကိုမြန်မြန်ရောက်မယ်လို့ထင်ကြတယ်ဒါပေမဲ့စိတ်ထဲမှာတစ်ခုခုလိုအပ်နေလို့ထင်ကြတယ်ဒီလိုအပ်ချက်ကြောင့်ပြေးကြတယ်ပို့ပြီးတော့ပြင်မှန်းသွားတာပေါ့ပြီးမှတွေးကြတယ်ဘာကြောင့်ငါမအောင်မြင်တာလဲဒီလောက်စူးစမ်းလဲမရပါလားငါကန်ဆိုးတာလားအဲ့လိုနဲ့ပဲယုံကြည်မှုတွေပြက်ကြတယ်ကိုဘဝကိုပို့ပြီးခက်ခဲအောင်ဖန်တီးမိတာပဲလေအမှန်တော့ပြဿနာကအပြင်မှာမဟုတ်ပါဘူးအတွင်းထဲမှာပါလိုအပ်ချက်မအောင်မြင်မှုကြားချုပ်မှုကြောက်စိတ်နဲ့အမြဲတမ်းစဉ်းစားမိတဲ့တွေးမိတဲ့အာယုံစုဆိုင်မှုနဲ့တရားကအားလုံးပေါင်းပြီးအလုပ်လုပ်တာပါဒါတွေကိုတွေးမိရင်ဒါတွေပဲဖြစ်လာမှာပါတရားနဲ့ဆွမ်းအားကအဆိုးတွေးရင်အဆိုးအကောင်းတွေးရင်အကောင်းကိုပဲဦးစားပေးတာပါဒီစိတ်တွေအတွေးအခေါ်တွေအနေထိုင်နဲ့စူးစမ်းအားထုတ်မှုကိုသင်အကောင်းဘက်ကိုပြောင်းလိုက်ရင်ဘဝကဒီတိုင်းပဲရှိနေမှာလားစဉ်းစားကြည့်ပါဗျာဒီအဖြေကိုလူတိုင်းကမရှာနိုင်ကြဘူးတစ်ခါတလေခဏရက်ပေးပါကိုယ်အတွင်းထဲကိုဝင်ကြည့်ပါစိတ်ထဲကအတန်ကိုလည်းနားထောင်ပေးပါဒါပေမဲ့ဒီခေတ်မှာဘယ်သူကရက်ရှင်မှလဲလူတိုင်းပြေးကျင်ကြတယ်လူတိုင်းအရေးတကြီးနဲ့ဆက်ရှင်အောင်မြင်ကောင်းစားခြင်းကြတယ်ဒါကြောင့်အရေးကြီးတဲ့ကိစ္စကိုမေ့သွားကြတယ်တရားနဲ့စိတ်ကိုမမေ့ကြပါနဲ့တရားနဲ့စိတ်ဆိုတာမျိုးစစ်လိုပါပဲမျိုးစစ်ကဘဝတစ်ခုဖန်တီးပေးတာပါမျိုးစစ်ကောင်းမှပဲဘယ်အတီးပဲဖြစ်ဖြစ်ဘယ်အပင်ပဲဖြစ်ဖြစ်ကောင်းလာမှာပါဗျာဒါပေမဲ့တဏီကုံပတ်စံကိစ္စစဉ်းစားတိုင်းသင်မချမ်းသာပါဘူးဘာကြောင့်လဲစဉ်းစားလို့မရအောင်ခံစားမှရမှာပါစိတ်ကူးတိုင်းလည်းမရပါဘူးဗျာယုံကြည်မှရမှာပါဒါကြောင့်တရားလဲဒီလိုပါပဲစဉ်းစားလို့မရဘူးကိုယ်တိုင်အားထုတ်မှအစဉ်ပြေမှာပါစိတ်နဲ့အပြည့်အဝခံစားပြီးအားထုတ်မှရမှာပါသင်တကယ်ခံစားတတ်ပြီးသင်မှာအလုံးပြည့်စုံတယ်အရင်ထက်တစ်ခုပိုကောင်းလာပြီလို့တွေးပါဒါပေမဲ့သင်စိတ်ကအသင်ကိုအနှောက်အယှက်တော့ပေးနေမှာပဲဒီနေရာမှာပဲလူတွေကတော်တော်များများအရှုံးပေးကြတယ်အဆိုးကမြန်ပြီမဲ့အကောင်းကြတော့ဖြည်းဖြည်းချင်းဖြစ်လာတာပါဒါကြောင့်စိတ်ရှည်ပါကြိုးစားပါတိခံပါဘဝရဲ့ပန်းတိုင်ကိုရောက်မှာပါအခုချိန်ထိဖြစ်လာသမျှသင်စိတ်နဲ့တရားကြောင့်ပါပဲသင်ကိုယ်တင်ပြောင်းလဲလိုက်ရင်သင်လိုချင်တဲ့အရာတွေကသူ့ဟာသူဝင်လာမှာပါသင်ရဲ့စိတ်ရဲ့အတွေးအခေါ်အနေထိုင်တရားအာယုံစုဆိုင်မှုကိုသင်ပြောင်းလဲနိုင်ပါစေလို့တိုက်တွန်းပါတယ်အရေးကြီးတဲ့ကိစ္စကိုသင်အမြဲတမ်းစောင့်ထားတဲ့အချိန်တိုင်းနေရာတိုင်းဘယ်လိုအခြေအနေဖြစ်ဖြစ်ဘာတွေဖြစ်ဖြစ်သင်တွေးရမှာကသင်အာယုံကဘယ်မှာလဲဒီတစ်ခုပဲသင်ဖြစ်ရှင်တဲ့လှုပ်ရှင်တဲ့နေရာကိုဒီအာယုံတစ်ခုကတော့
ပို့ပေးမှာပါသင်အာယုံကိုသင်ကနိုင်သွားရင်သင်တရားအောင်မြင်ဖို့သိမဝေးတော့ပါဘူးဗျာသင်စိတ်ထဲမှာဖြည်းဖြည်းချင်းတရားတကာပေါက်ကပွင့်လာလိမ့်မယ်အဲ့ဒီအချိန်မှာသင်ပြောင်းလဲမှုစတော့တာပဲသင်နားထောင်ရုံမကဘူးမြင်တက်လာလိမ့်မယ်အရေးကြီးတာတစ်ခုရှိပါသေးတယ်ဒါကိုမသိရင်တရားမအောင်မြင်ပါဘူးသင်စိတ်နဲ့အာယုံကသင်ဖြစ်ရှင်နေတဲ့နေရာကိုမသွားပါဘူးဗျာသင်ကြောက်တဲ့အရာမလိုချင်တဲ့အရာမနေခြင်းပြီးမှထွက်ရှင်တဲ့နေရာကိုပဲသွားချင်တာပါဒါကြောင့်သင်စိတ်နဲ့အာယုံကိုသင်ကိုယ်တိုင်ထိန်းပြီးဖြစ်ရှင်တဲ့နေရာကိုပို့ပေးမှအစဉ်ပြေမှာပါသင်စိတ်ကနှစ်ပေါင်းများစွာသွားနေတဲ့လမ်းကသူ့ကိုသင်သည်တခြားလမ်းကိုပို့ပေးရင်ကန့်ကွက်မှာပဲဒီလမ်းကမကောင်းဘူးမသွားခြင်းဘူးမလုံနဲ့ဆိုပြီးသင်ကိုချိန်ချောက်မှာပဲသင်ကိုဒုက္ခပေးမှာပဲဒါပေမဲ့အရှုံးမပေးပါနဲ့မကြောက်ပါနဲ့သင်ထက်ကြိုးစားပါတရားဆိုတာမှော်ဆန်တာမဟုတ်ပါဘူးချက်ရှင်းလဲလို့ချက်ရှင်းလဲရဆိုတဲ့အရာလည်းမဟုတ်ပါဘူးစိတ်ချပြီးအချိန်ပေးမှအချိန်ဆိုတာလည်းအလုံးမလုံးပဲအမြဲတမ်းလောက်ခိုင်းတာမဟုတ်ပါဘူးအလုံးလုံးမှစားရတာပါစားမှအသက်ရှင်မှာပါအသက်ရှင်မှသင်တရားအားထုတ်လို့ရမှာပါဒါကြောင့်သင်အားရင်အားတဲ့အချိန်ကိုလုပ်ပါပြောချင်တာကအခုခေတ်ကအိုင်တီခေတ်ဆိုပေမဲ့လည်းအရာအားလုံးကသင်ပေါ်မူတည်တာပါတချို့ကအားရင်စားတော့ဆိုင်သွားတယ်တချို့လူတွေကလူတွေစုပြီးအတင်းတုပ်ကြတယ်တချို့ကြတော့လည်းဖုံးတစ်လုံးကင်ပြီးအချိန်ကိုဖြုံးကြတယ်ကိုကြည့်ဒီကြည့်အချိန်ကိုအလကမဖြုံးကြပါသင်အချိန်ကိုတန်ဖိုးထားပါတရားအားထုတ်ပါအသက်ကြီးမှမလုံနိုင်ဘူးဆိုတဲ့အချိန်ကြရင်နောင်တရမယ်အချိန်ကတော့တင့်ကိုစောင့်မှမဟုတ်ပါဘူးဗျာသိမင်းကလည်းတင့်ကိုအချိန်ပေးပြီးတော့စောင့်ပေးမှလည်းမဟုတ်ပါဘူးဒါကြောင့်ဘယ်အရာပဲဖြစ်ဖြစ်အချိန်ရှိတုံးလေးအသုံးချပါပြောချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအခုလို့နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျာ